မေတို့ရင်ရောက်တော့နေသမင်းသားမှာဖြစ်ပါတယ်ဒီမှာတန်းတော်လုံးသီးနဲ့ငါးနဲ့ချက်ထားတယ်ကစုံရဲ့ကြော်ရယ်နောက်ပြီးတော့မပြောဘူးကြော်ရယ်ငါးဟင်းရယ်ဒီမှာငပိရယ်ငငယ်ဒီစားထောင်းရယ်ဒီဟင်းသမင်းစားမှာဖြစ်ပါတယ်ရှင်အားလုံးပဲစားကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ဒီမှာငါးနဲ့တန်းတော်လုံးသီးနဲ့ဒီမှာငပိရေပါငပိရေနဲ့ငပိရေရွှဲလေးစမ်းပြီးတော့ဒီမှာငပြောဘူးတော့မဟုတ်ငပြောဘူးကြော်ကိုချက်ထားတာမဟုတ်တော့မသိဘူးဖြစ်ဆက်ကြပါအောင်ရှင်အတူတူစားမယ်နော်အခုစားမဲ့သူတွေရှိလို့ရှိရင်အတူတူစားကြမယ်ကဲစားမယ်နော်ရမ်းကောင်းဟုတ်တယ်မလည်းဖတ်တော့ပါသေးတယ်နော်ကစုံရကြောဒီကလည်းဖုန်းရပဲအမေတို့မှချက်တာအရန်ကောင်းလုံးရကလေးကအေးပြီးတော့မြတ်နာပဲငါမြစ်ပြုတ်ကောင်းပြီကလည်းထိုးနာပဲနန်းကနေလုံးဒီငါတန်းလုံးကြီးတယ်ဝင်ပြီးတော့ငါရဲ့အရသာတွေလို့ဆိုတော့ရလုံးကြီးနဲ့ဆိုတော့တအားစားလို့ကောင်းသူစားမယ်နော်ငါကျွန်တော်ဘာရင်းချက်ကြငါဆိုတော့အယုဒ္ဓတိထားစား